အားလုံးပဲမင်္ဂလာပါကျမကတော့ဂျူဝင်းပါလက်တော်မှာတော့ဂျပန်မှာအလုပ်လုပ်နေတာပါဒီမှာတော့ကျမဒီဆောင်းပါးလေးတစ်ခုပေါ့နော်ပြောပြချင်ပါတယ်ကျမတို့ရဲ့ဘဝမှာပေါ့နော်ကြီးမားတဲ့အမှားတွေကြောင့်ပဲကြာရှုံးတာမျိုးမဟုတ်ဘူးပေါ့နော်နေစဉ်တတိမထားမိပဲလုပ်နေမိတယ်အသေးအမွားအကျင့်ဆိုးလေးတွေကအဲ့မှာစုမိလာတဲ့အခါမှာတဲ့ကျမတို့လမ်းမကိုရောက်စေတဲ့ဒီနေ့မှာတော့မိတ်ဆွေတို့ Mac and Angel ဆောင်းပါးတွေကဘောအောင်အချိန်ကြာလာတဲ့အမျှပေါ့နော်ဖြည့်ဆည်းပစ်နေတယ်ပေါ့နော်အကျင့်10ခုကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ချက်အမြဲတမ်းအစဉ်သင့်ဖြစ်တဲ့အချိန်ကိုပဲစောင့်ဆိုင်နေရတာပေါ့နော်တခုခုလုပ်မယ်ပေါ့တခုခုလုပ်မယ်လုပ်ဖို့ပေါ့ perfect ဖြစ်မဲ့အချိန်ကိုပဲစောင့်နေတာဘာမှမလုပ်ဖြစ်တော့တာနဲ့တူတူပဲအခွင့်အရေးဆိုတာမျိုးကစောင့်ဆိုင်နေရတာမျိုးမဟုတ်ဘူးနော်ဖန်နေပြီးတော့လုပ်ယူရတာမျိုးတဲ့နောက်တစ်ပတ်နှစ်ချက်တခြားသူတွေရဲ့အမြင်မှာပဲပိတ်မိနေခြင်းကိုဘွားဘောနော်သူများတွေကဘယ်လိုထင်မလဲဆိုတာနဲ့ပဲအချိန်ကုန်နေလို့ရှင်ကိုတကယ်ဖြစ်ချင်တာတွေလည်းဖြစ်လာတော့မှာမဟုတ်ဘူးပေါ့နော်နံပါတ်3အလုပ်တွေအလွန်ကျွံရှုပ်နေတာပေါ့နော်အမြဲတမ်းအလုပ်ရှုပ်နေတာကအလုပ်ပြီးမြောက်တာမျိုးတွေလည်းမဟုတ်ဘူးပေါ့နော်အရေးမကြီးတဲ့အရာတွေမှာအချိန်ဖြုံးနေတာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်နံပါတ်4ချက်မပြတ်သားပဲနဲ့ဝေခွဲမရဖြစ်နေခြင်းပေါ့နော်ဘာမှမဆုံးဖြတ်တာကလည်းအဆိုးဆုံးဆုံးဖြတ်ချက်ပါပဲအမားဖြစ်မှာကြောက်ပြီးတော့ဘာမှမလုပ်တာကတိုးတက်မှုကိုရတန့်စေတယ်ပေါ့နော်နောက်နံပါတ်5ချက်ကိုသူကိုတန်ခတ်ရှင်ဒီမှာဆိုလို့ရှိရင်တခါလေကျရင်ငါမလုပ်နိုင်ပါဘူးလို့ပေါ့နော်ကိုဆိုပြောနေသမျှတဲ့ဘယ်တော့မှအောင်မြင်လာမှလည်းမဟုတ်ဘူးပေါ့နော်အဲ့မှာစကလုံးတွေမှာစွမ်းအားတွေရှိတယ်နောက်နံပါတ်6ပြဿနာတွေကိုရှောင်လွှဲနေခြင်းပြဿနာတွေကိုရင်မဆိုင်ဘဲနဲ့ထားလိုက်လို့ရှိရင်အချိန်ကြာလာတဲ့နဲ့အမြောက်နော်ပို့ပြီးတော့ကြီးထွားလာတတ်တယ်ပေါ့နော်ဒါမောတော့ဖြည့်ချင်းတဲ့ပြဿနာကိုဖြည့်ချင်းရမယ်နံပါတ်9တိုတောင်းတဲ့ပျော်ရွှင်မှုတွေကိုပဲရှေ့တင်ရေရှည်အောင်မြင်မှုအတွက်ပေါ့နော်လက်တလောခံစားရှင်နဲ့တက်တာရှိမှုတွေကိုလည်းစွန့်လွတ်တတ်ဖို့လိုတယ်တဲ့နောက်နံပါတ်10ကျေးဇူးတင်ရကောင်းမယ်မသိခြင်းကို့မှာရှိတာထပ်ပေါ့နော်မရှိတာကိုပဲကြည်နေဘယ်တော့မှလည်းစိတ်ချမ်းသာလာတော့မှာမဟုတ်ဘူးပေါ့နော်နောက်နံပါတ်9အချက်ကတော့အတိတ်မှာပေါ့နော်ပိတ်မိနေခြင်းတဲ့ပြီးခဲ့တာတွေကိုပဲပြန်လို့မှမရတာเนาะအတိတ်ကိုဆွဲကင်ထားတာလေအခြေစရာမဲရှည်လန်းတွေကိုပေါ့နော်လေးလံစေတယ်တဲ့နောက်နံပါတ်10ပေါ့နော်ကိုသူကိုခီယူဆိုင်ရှင်ကျမ်းမာရေးနဲ့ပေါ့နော်စိတ်သက်ပိုင်းဆိုင်ရာမှာတဲ့စိတ်သက်ပိုင်းဆိုင်ရာကိုလှစ်လူရှုထားရင်ဘလောက်ပဲငွေကြေးချမ်းသာပါစေအတိတ်ပဲရှိမှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့တဲ့ဒီချက်တွေထဲမှာပေါ့နော်မိတ်ဆွေနေနဲ့ရောဘယ်ချက်တွေလုံးမိနေလဲအကျင့်ဆိုတာမျိုးကပြောင်းလဲလို့ရတယ်ပေါ့နော်ဒီနေ့ကစပြီးတော့တခုချင်းစီကိုကျမနဲ့အတူတူလိုက်ပြီးတော့ပြင်ကြည့်ရအောင်ပေါ့နော်မိတ်ဆွေနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ဖို့လေးမမေ့ပါနဲ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်